မိုဆူကနေသားကောင်ဖြစ်သွားတဲ့မက်ခရိုနီပင်ကွင်းနေရဲ့အိမ်ပြန်ခရီးပရိသတ်များအလုံးမင်္ဂလာပါသမုတ်တရားထဲမှာရပ်ပေါင်းများစွာအစာရှာဖွေပြီးတဲ့ပင်ကွင်းလေးတွေရဲ့အိမ်အပြန်သူတို့ကိုစောင့်ကြိုနေတဲ့မိသားစုစီအရောက်သွားဖို့အတွက်တင်မင်းတမန်ကန်းချေကြီးတစ်ခုကိုဖြတ်ကျော်ရမယ်ဆိုရင်ပရိသတ်တို့ဘယ်လိုလုပ်မလဲရှင်ကုန်းမြေပေါ်မှာတော့မက်ခရိုနီပင်ကွင်းမလေးတွေကသူတို့ရဲ့အိမ်တောင်ဘက်တွေအစာရှာပြီးအပြန်ကိုကန်းချေကနေစိုးရင်တကြီးစောင့်မျှော်နေကြတာပါသူတို့မသိတာကအစာဝဝလင်လင်နဲ့အိမ်ပြန်လာတဲ့ပင်ကွင်းမုတ်ဆိုးတွေကကန်းချေကိုအရောက်မှာတော့ကိုယ်တိုင်အမဲလိုက်ခံရမယ်သားကောင်တွေဖြစ်သွားလိမ့်မယ်ဆိုတာကိုပါပဲဒီနေ့မှာတော့ကျမတို့ဟာမက်ခရိုနီပင်ကွင်းတွေရဲ့အသက်လူအိမ်ပြန်ခရီးနဲ့မွေးထူပြန်နေရဲ့ကြောက်စရာကောင်းတဲ့အမဲလိုက်စွမ်းရည်တွေကိုတင်ဆက်ပေးသွားမှာပါပင်ကွင်းလေးတွေအိမ်ပြန်ရအောင်ဘယ်လိုရုန်းကန်ကြရလဲဆိုတာသိချင်ရင်တော့အဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။အနေနဲ့များလာတဲ့ရေပြင်နဲ့စောင့်ကြိုနေတဲ့ရန်သူတော်ကြီးများအခုတော့ပင်ကွင်းအဖွဲ့ကြီးဟာလေးကွင်းရာကန်းကြီးတစ်ခုစီကိုဥတီပြီးတော့ကုန်းပေါ်တက်ဖို့ပြင်ဆင်နေကြပါတယ်ရှင်။ဒါပေမဲ့ဒီရေပြင်ဟာသူတို့အတွက်အလွန်အမင်းအနေနဲ့များလို့နေရပါ။ဘာဖြစ်လို့လဲဆိုတော့ကန်းကြီးမှာကြိုဆိုမဲ့ပင်ကွင်းအုပ်ကြီးစုဝေးနေကြသလိုရေစက်မှာလည်းသူတို့ကိုအရှင်လက်လက်ကြိုက်သက်စားတောက်ဖို့အတွက်မွေးထူပြန်တွေကအချိန်ကိုက်ဆောင်ဆိုင်နေကြလို့ပါပဲ။နောက်ပြီးတော့ပင်ကွင်းတွေသမုတ်တရားထဲမှာအစီအစိမ့်တွေစားပြီးတော့ကိုယ်ခန္ဓာဝါဖြိုးနေတဲ့အချိန်ဟာမွေးထူပြန်တွေအတွက်တော့အကောင်းဆုံးစားတော်ပွဲကြီးလို့ဖြစ်နေရပါ။ကန်းကြီးပေါ်အရောက်တက်နိုင်မဲ့တင်မင်းတမန်လှိုင်းစီအတက်ဒီလိုအနေအကြီးတဲ့ပတ်ဝန်းကျင်မျိုးမှာကန်းကြီးကိုဘေးကင်းကင်းနဲ့စိုက်ကပ်နိုင်ဖို့ဆိုတော့အတော်လေးမြင်မာတဲ့နီးစနစ်နဲ့ကျွမ်းကျင်မှုလိုအပ်ပါတယ်ရှင်။တိတိကျကျပြောရရင်တော့ကုန်းပေါ်တက်နိုင်မဲ့နီးလန်း2မျိုးရှိနေရပါပထမတစ်ခုကတော့အချိန်ကုန်တင်ပြီးပြေးတက်ခြင်းပါပဲအဲ့ဒါကလိုင်းလုံးတွေကြားထဲကနေကန်းကြီးပေါ်ကိုအချိန်ပြည့်ပြည့်နဲ့ခုန်တက်ပစ်လိုက်တာမျိုးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့လိုင်းကိုစီးပြီးတက်သွားတဲ့နီးပါပဲလိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုအချိန်အဟုန်နဲ့သူတို့ရဲ့ပြန်တက်မှုအဟုန်ကိုကွက်တိတသားလေးဖြစ်အောင်ချိန်ညှိပြီးတော့ကုန်းပေါ်ကိုလွှင့်တက်လိုက်တာပဲဖြစ်ပါတယ်လိုင်းလွဲချော်သူတို့ရဲ့ငရဲတမျှရှည်လျားတဲ့ဆောင်ဆိုင်မှုပထမလိုင်းလုံးကြီးနဲ့ကွက်တိမကြပဲလွဲချော်သွားတဲ့ပင်ကွင်းတွေကတော့နောက်ထပ်ဒုတိယလိုင်းလုံးကြီးရောက်လာမဲ့အချိန်ထိရေထဲမှာပဲဆက်ပြီးတော့အဆောင်ဆိုင်ကြရတာပေါ့အဲ့ဒီအဆောင်ဆိုင်ရတဲ့အချိန်ပိုင်းခြားလေးဟာပင်ကွင်းတွေအတွက်တော့ငရဲကြသလိုမျိုးစိတ်ဆင်းရဲစရာကောင်းပြီးတော့ရှည်လျားလွန်ပါတယ်အကြောင်းကတော့ရေထဲမှာလှည့်ပတ်နေတဲ့ဖြန်တွေရဲ့အမဲလိုက်ခြင်းကိုအချိန်မရွေးခံရနိုင်လို့ပါပဲပေးဆက်လိုက်ရတော့စနစ်နဲ့ကုန်းပေါ်ကလွတ်မြောက်မှုဒီလိုမျိုးသိမင်းတမန်ကန်းချီဖြတ်ကျော်ပွဲကြောင့်ပင်ကွင်းတော်တော်များများကပင်လယ်ထဲမှာတင်ပျောက်ဆုံးသွားခဲ့ရတယ်လို့တချို့တွေကလည်းဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပါတယ်။ဒါပေမဲ့မျိုးနယ်စုတစ်ခုလုံးရှင်တန်ရေးစနစ်ကြီးတစ်ခုလုံးနဲ့ရှင်လိုက်ရင်တော့ဒီလိုပေးဆက်လိုက်ရတာကတော်သေးရဲ့လို့ပြောရမှာပါ။ကုန်းမြေပေါ်ကိုဒဏ်ရာတန်ချက်တွေနဲ့တုံတုံချိချိလမ်းလျှောက်တက်လာနိုင်တဲ့ပင်ကွင်းတွေကတော့မွေးထူဖြန်တွေကိုလုံးဝဂယုစိုက်စရာမလိုတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မွေးထူဖြန်တွေဟာရေထဲမှာပဲအစာရှာစားတတ်ကြပြီးတော့ကုန်းပေါ်ထိလိုက်လံတိုက်ခိုက်လိမရှိလိုပါပဲအညာတာမေတော့ကန်းကြီးအမိုက်သိမ်းသမားများဖြန်တွေရဲ့လက်ကလွတ်ပေမဲ့ပင်ကွင်းတွေအတွက်အနည်းလုံးဝကင်းသွားတာတော့မဟုတ်ပါဘူးဖြန်တွေကရေထဲမှာပဲအမဲလိုက်ပြီးတော့စီးစားကြောင်တက်ကြပေမဲ့စင်ရော်ကြီးတွေဖြစ်ကြတဲ့ဖက်ထရယ်ငှက်ကြီးတွေကတော့လုံးဝစီးစားမကြောင်ကြပါဘူးသူတို့ဟာအကန်းကြီးပေါ်မှာကျန်ရစ်ခဲ့တဲ့ပင်ကွင်းအသေးကောင်တွေဒါမှမဟုတ်ဒဏ်ရာရပြီးတော့မလုံနိုင်တဲ့ပင်ကွင်းတွေကိုအညာတာမရှိဝိုင်းအောင်ထိုးစိတ်စားတော့ကြရင်နဲ့တဘာဝတော်သွင်းရဲ့တန်ရာဆက်ဝင်းကိုအဆုံးတက်ပေးလိုက်ကြတာပါဒီကန်းချေတန်အိမ်ပြန်ပွဲမှာတော့တချို့ပင်ကွင်းလေးတွေအသက်စတေးခဲ့ရပြီးတော့တချို့ကသာမိသားစုနဲ့ပြန်ဆောင်စည်းနိုင်ခဲ့ကြတာဖြစ်ပါတယ်ကဲအခုဆိုရင်တော့မိသားစုစီအပြန်ကန်းချီမှာအသက်လူပြီးတော့တိုက်ပွဲဝင်ခဲ့ရတဲ့မက်ခရိုနီပင်ကွင်းလေးတွေရဲ့ရင်သက်ရှူမောပွဲဖြစ်ရမှန်တွေကိုအစအဆုံးတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်ပရိသတ်တို့ရောတဘာဝရဲ့ဒီလိုရက်ဆက်လွန်းတဲ့အိမ်ပြန်ခရီးလမ်းကိုဘယ်လိုမြင်မိလဲရှင်ကွန်မန့်မှာအမြင်လေးတွေကိုရေးပေးခဲ့ပါအောင်နော်ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like လုပ်ဖို့နဲ့အကြောင်းအရာအသစ်တွေကိုမလွတ်ရအောင် subscribe ခလုပ်လေးကိုနှိပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရစေရှင်နောက်ပြီးတော့ကျမတို့ရဲ့ channel ကိုအမြဲအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။အခုဆိုရင် GNC Entertainment မှာပရိသတ်တွေနဲ့ပုံမနီးကပ်ပြီးတော့အပြန်အလှန်ချိတ်ဆက်လို့ရအောင်စာရင်းသွင်းလို့ရတဲ့ channel membership အစီအစဉ်လေးစတင်လိုက်ပါပြီ။ပရိသတ်တို့အနေနဲ့တစ်လကို coffee တစ်ခွက်ဖိုးလောက်နဲ့တင် GNC Entertainment ကိုတိုက်ရိုက်ပံ့ပိုးပေးလို့ရသွားမှာပါ။မန်ပါဝင်ထားတဲ့သူတွေအတွက်အလုပ်ရှုပ်စရာမလိုပဲတိုက်ရိုက်ရမယ့်အခွင့်အရေးတွေကတော့ဗီဒီယိုအသစ်တင်တိုင်းသူများတွေမမြင်ရခင်အရင်ဆုံးစောကြည့်ခွင့်ရမယ်။ကိုကြည့်ကျင်တဲ့တရိတ်ဆန်နဲ့ထူးထူးဆန်းဆန်းအပင်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအဖွဲ့ဝင်တည်တံ့ post အောက်မှာတောင်းဆိုခွင့်ရမယ်
ကျမတို့ဖွဲ့ကအဲ့ဒီတောင်းဆိုမှုတွေကိုဖတ်ပြီးတော့ဦးစားပေးဖြည့်ဆည်းပေးသွားမှာပါပြီးတော့ comment တွေမှာတီးတန့် badge နဲ့ emoji တွေကိုသုံးနိုင်မယ်GNC Entertainment ရဲ့အမာခံပရိသတ်တဦးအနေနဲ့တိုက်ရိုက် support ပေးခြင်းနဲ့ကိုကြည့်ကျင်တာတွေကိုတောင်းဆိုခြင်းနဲ့ဆိုရင်တော့ comment က link မှာအခုပဲ join ခလုတ်ကိုနှိပ်ပြီးအဖွဲ့ဝင်ထားလိုက်တော့နော်စောင့်မျှော်ကြည့်ရှုပေးရတဲ့အတွက်လူတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်